တလျာတေးကြတာကတော့ခြားချက်တွေလိုပဲလဲနေတယ်အဲခန်းကထမင်းချမ်းခဲကစားသူမဲ့နေစေဘယ်ရမစိုးနေရထိုင်ခင်းအတွက်စကားတွေအများကြီးလူပြောရတယ်ခိုင်မာသလိုနဲ့ခုံတွေကနင်းနဲ့မာရီကြောရည်ရှိသလိုလိုနဲ့ထစ်ခနဲ့ဆိုမျက်ရည်လွယ်တယ်ထိလွယ်ရှလွယ်နှလုံးသားတစ်စုံကလှုပ်ခနဲ့ဘုတ်ခနဲ့ဝိတ်ခနဲ့ဝိုက်ခနဲ့မြင်လိုက်တွေးလိုက်တာနဲ့ရင်ကဘိုးတို့ဗဒံဟုတ်တယ်လေမူသာဝါရကံကျူးလွန်လာသမျှဒီနေ့ကြမှာအယူတွေဝါရတွေအပူတွေအညူတွေခတ်လာတဲ့ရေလေးကဘောင်းမင်းတွေခတ်လို့နေတယ်တီထားတဲ့ပန်းလေးတွေကတီလုံးလေးတွေနဲ့လမ်းမထက်အရွယ်မရောက်သေးတဲ့ကလေးတွေလက်ထဲမှာအသက်ပြားအတွက်ရိမ့်ထိုးနေတယ်မလိုင်းပါတိုင်းလက်ဖက်ရည်ကောင်းတာမဟုတ်ပေမဲ့လက်ဖက်ရည်တိုင်းမှာမလိုင်းများများတစ်ခွက်ဘလို့ကဘလို့ဘဝင်မြင်မှန်းမသိဘူးအသီးကအရွက်ဖုံးနေတော့ပြစားလှုပ်ပြနေတာကိုမျက်စိရှမ်းနေတာအကျိုးရဲ့အကြောင်းရဲ့လို့ရှင်းပြဖို့မလွယ်အစွမ်းအစလည်းပြမရဒီလိုနဲ့ဘဝကကြွေပြရတော့မယ်အရာတွေကဘယ်နေရာကနေဘယ်နေရာဘယ်ခီးကနေဘယ်ခီးသွားရင်လာရင်ယုံရင်ကန်ရင်ဒဏ်ရာတွေဘယ်ဘဝရခဲ့တာပေါ့ဘဝတိုင်းမှာကိုသမိုင်းနဲ့ကိုရှိတာဒါကိုပဲစမြုံပြန်ပြီးရွှေထီးဆောင်းခဲ့တာတွေပြောလက်တွေမှာနှစ်တဲ့နှစ်နေတာယုံဖို့ထက်မျောလင်းစိတ်ကဘယ်ချိန်ရွှေထီးပြန်ဆောင်းရမလဲပေါ့အမြင်တွေကမြင်သလောက်အတွေးတွေကတွေးသလောက်စိတ်ကလွင့်ကြသလောက်လွင့်ဒီနေ့နဲ့မနှက်ပြန်အိမ်ပြန်နိုင်ဖို့ဆိုတာကလည်းအိမ်မက်ဒီမဲ့တကားကပိတ်ထားပေမဲ့နိုးတွက်မျောလင့်နေကြတယ်ကျဲတွေစုံနေညလက်တွေစုံလက်တွေတစုံပြီးတစုံအတောင်စုံဝင်းမှာလေဟုံစီးပြကြရင်ခြေစုံအကန်ခံလိုက်ရတဲ့တိုင်အေးဆက်တိတ်ဆိတ်ဝေဒနာတွေနဲ့လှုပ်လေးကြံနေခဲ့ရတာပေါ့မရင်းပေါက်ကဝင်လာတဲ့အလင်းနဲ့လေးပြီးကျန်းကြားလေးနဲ့ရန်ကြားကဝင်လာတဲ့အလင်းအတင်းအပြင်းတွေလက်သီးလက်မောင်းတန်းခဲ့တဲ့နေ့ကအစီတင်းထားတဲ့စုစိတ်တွေဘယ်လိုဖက်နဲ့ဟောင်းလောက်အစိုးအဟောင်းလောက်လာမမက်တော့အလားကြည့်နေခဲ့ရတဲ့ရခဲ့တဲ့စုတွေကဝမ်းပူကိုမငိမ့်တော့အသီးစိတ်ကအသီးတွေစိတ်ခွဲပစ်လိုက်တယ်လို့အတိတ်ပါကြိတ်ခွဲပစ်လိုက်တယ်ဘယ်ကလာညာကလာချင်းရာကလာကြည်မိုးတွေဆိုရင်ကျမ်းမာရေးမကောင်းအိမ်ရှိကဂျုံငယ်လေးနှုတ်ဆွအတောင်ကျိုးမီးကိုမတိတ်ဖို့အတကြီးပြနေရင်ခေါင်းလောင်းတန်တွေစာအန်တန်တွေတိတ်ဘေမေကိုမမညီလေးညီမလေးခေါ်တန်တွေတိတ်စစ်တလင်းဖြစ်နေတဲ့ပြည်အနှံ့မိကိုဦးနေစေပါပဲကျွန်တော်ညီမိုးဝေပါ